မင်္ဂလာပါရှင်ရှင်မိုးဒီဖြစ်ပါတယ်တဲကအခုရှူတင်ကိုသွားနေရပါညနာကတော့ဘာမှမလင်းရသေးပါဘူးရှူတင်ရောက်တာနဲ့ဒီစင်းလေးကိုစားရိုက်ပါတယ်ဒါလေးကတော့ချစ်သူကောင်လေးကိုမြင်ပြီးတော့ပျော်သွားတယ်ရှင်မိုးလေးပါဒီစင်းလေးကတော့ချစ်သူကောင်လေးနဲ့အတူရှောက်သွားရှောက်စားပြီးတော့ရှောက်လည်နေတဲ့စင်းလေးဖြစ်ပါတယ်ခုနစင်းလေးရိုက်ပြီးရနဲ့ရှူတင်နေရပြောင်းမှုအတွက်ပြင်ဆင်နေကြတာပါမိမိကတဲကိုဗီဒီယိုရိုက်နေလို့တဲကမမေကိုစနေရပါပြီးတာနဲ့ရှူတင်နေရလေးပြောင်းကြပါတယ်ဒီစင်းလေးကတော့မိသားစုကြီးပျော်ပျော်ပါပါပျော်နေကြတဲ့ happy စင်းလေးဖြစ်ပါတယ်